ထိုင်းနိုင်ငံဘန်ကောက်မြို့ခေါလန်လမ်းဆိုတာရှိပါတယ်ဒီလမ်းထဲမှာ transformer ကားထဲမှာပါတယ် prime စက်ရုပ်ကိုတကိုးရှိတဲ့စူတောင်းပြည့်တဲ့နတ်တွေလိုမျိုးလူစရာတွေနဲ့လူနေကြတဲ့ထိုင်းတွေကိုတွေ့ရှိရမှာဖြစ်ပါတယ်ဒီလိုဖြစ်လာခဲ့တဲ့အကြောင်းကလည်းစိတ်ဝင်စားစရာပါပဲဘလို့စားခင်လဲဆိုတော့ဟိုလမ်းမှာရှိတဲ့စားတောက်ဆိုင်ရလူတယောက်ဟာသူဆိုင်ရောင်းအားကျတဲ့အတွက်သွားပြီးတော့လူဖွဲ့ပစ္စည်းတွေနဲ့သွားဆူတောင်းတယ်ဆိုပါတယ်သူဘားဆိုင်ရာမကြခင်ချိန်တွင်းမှာပဲရောင်းအားတွေတရှုံထိုးတိုးတက်လာတာကိုတွေ့ရတဲ့အတွက်ကြောင့်ထိုင်းနေရလဲယုံကြည်မှုတွေရရချေတာတွေလူသားမှုတွေစီဝတ်တက်အောင်လုပ်တာအလွန်စိတ်ဝင်စားတဲ့လူမျိုးဖြစ်တဲ့မြင့်အကြီးတခြားသောသူများတွေလည်းနီအောင်အချိုရည်တွေစားစရာတောက်စရာမုန့်တွေကိုလာရောက်လူတန်းရင်းနဲ့ဒီ prime စက်ရုပ် transformer ကားရဲ့ရုပ်ကြီးဟာစက်ရုပ်ကြီးဟာလူအများပူဇော်ပသတဲ့ရဲ့နတ်ဖျားတစ်ပါးပုံစံမျိုးနဲ့စီကားနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဒီဘားဆိုင်ကလူတွေစူတောင်းပြည့်တယ်လို့မျိုးတခြားတော့အကမဲတွေအလုံးလုံးတဲ့လူတွေကလည်းသူတို့သက်ဆိုင်ရာလိုအပ်ချက်တွေကိုပစ္စည်းတွေလာလှူပြီးတော့စူတောင်းကြတယ်ဆိုပါတယ်တပြေးပြေးနဲ့အကုန်လုံးအဆင်ပြေကြပြီးတော့တချို့များဆိုလို့ရှိရင်အိမ်မက်တွေရပါတယ်ပြောပါတယ်သူ့ဘာလူပါဆိုတဲ့ပုံစံအတွက်လာလူတဲ့အထဲမှာထူးထူးခြားခြားအင်ဂျင်ဝိုင်လာလူထားတာကိုတွေ့ရပါတယ်ဘာလို့လူသေးဆိုတော့မေးကြည့်တော့သူ့ကိုအိမ်မက်လာပေးလို့ဆိုပြီးတော့အင်ဂျင်ဝိုင်လူထားပါတယ်။အဲ့ဒါစက်ရုပ်ဖြစ်တဲ့အတွက်အင်ဂျင်ဝိုင်လူမယ်ဆိုပြီးတော့ပေါက်ရှာအိမ်မက်ပေးတော့လူတယ်လူပြီးတော့လည်းအဆင်ပြေကြတယ်လို့ဆိုပါတယ်။ဒီလိုနဲ့နောက်ကျောင်းကိုတေချာလေးလိုက်တဲ့ခါမှာဒီစက်ရုပ်ကိုဘယ်လိုလှုပ်ထားသလဲစက်ရုပ်ရဲ့တန်ထဲတွေကဘယ်ရတယ်လဲဆိုတော့ accident ဖြစ်ပြီးတော့ကားတွေစသဖြင့် body တွေတချို့ accident ဖြစ်တဲ့ကားတွေကသွေးတွေသားစတွေပါမှဒီစက်ရုံမှာပါနေတယ်လို့သိကြပါတယ်ဒီအတွက်ကြောင့်ဒီနေရာမှာဝိညာဉ်တွေလည်းပူးကတ်နိုင်တာမျိုးရှိနေပါတယ်ဒါပေမဲ့သူနဲ့ပဋ္ဌာန်းဆက်ပါရီမဲ့ရှိလို့များမပြောတတ်ပါဘူးဒါကြောင့်စူတောင်းပတတဲ့လူတွေပြည်စုံကြတယ်ဖြည်းဖြည်းအစဉ်ပြေလာကြတော့သိရပါတယ်ဒါတွေကိုစိတ်ဝင်စားတဲ့မိတ်ဆွေဆိုလို့ရှိရင်တော့မိတ်ဆွေကဘန်ကောက်မှာနေပြီးဖြစ်စီဘန်ကောက်ကိုအလဲရောက်တဲ့အချိန်မှာဖြစ်စီခေါလန်လန်းက Optimus Prime ရုပ်တုကြီးရှိမှလူချင်းတဲ့အရာလူပြီးတော့စူတောင်းကြည့်ဖို့လည်းမမားတော့ဘူးလို့ထင်ပါတယ်တော်တော်များများအကုန်နီးပါးဟာစူတောင်းပြည့်တယ်လို့ပြရတဲ့အတွက်ဂမ်မီယာစန္ဒာကိုစိတ်ဝင်စားသူများကိုဟုတ်လားမဟုတ်လားသိချင်သူများအတွက်ပါလက်တို့အတိပေးလိုက်ရပါတယ်